စစ်ကောင်စီစစ်သားတွေသူတို့အချင်းချင်းပြန်ပစ်တတ်တယ်လို့ပြောရမှာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါတည်ဆုံးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အားရစရာကောင်းတယ်ပေါ့ဗျာခြုံပြောရရင်အဲ့တော့စစ်ကောင်စီစစ်ကြောင်းကသူစစ်ကြောင်းတွေခွဲပြီးတော့ထိုးပြီးတက်လာတာပေါ့နော်အဲဥစ္စာကိုတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားတယ်ရှေ့အဖွဲ့ကဒါမီတာ90လောက်ထိကိုကတ်ပြီးတော့ဖြုတ်ခံရတာစစ်ကောင်စီစစ်ကြောင်းတွေပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေကဖြုတ်တာအဲ့တော့ရှေ့ပြေးအဖွဲ့တစ်ဖွဲ့လုံးနှီးပါချိန်မုံခံလိုက်ရတဲ့ဒါဒီရှေ့ပြေးအဖွဲ့ပေါ့နော်အဲ့နောက်ကနေပြီးတော့ထပ်တက်လာတယ်ဒါစစ်ကောင်စီစစ်ကြောင်းနဲ့ထပ်ပြီးတော့ထပ်ဖြစ်တယ်ပွဲရတော်တော်ကိုကြီးတဲ့အနေထားပေါ့နော်ဒါကြာချင်းဆိုရင်3နာရီလောက်တောင်ကြာတယ်ဆိုပြီးတော့သိရတယ်အဲ့တော့အဲ့နောက်ကနေတက်လာတဲ့စစ်ကြောင်းတစ်ခုနဲ့ထပ်ပြီးတော့ပွဲဖြစ်တယ်အဲ့ဒီပွဲမှာဒါတိုက်ပွဲအတွင်းလက်နက်ချဖို့လုပ်နေတဲ့စစ်ကောင်စီစစ်သားတွေကိုဒါတက်လာတဲ့အနောက်ကစစ်သားတွေကချင်းချင်းပစ်ခတ်တာပေါ့နော်အဲ့လိုဘယ်လိုတောင်လဲဆိုတော့ဒီလက်နက်ချဖို့ပြောတဲ့အချိန်မှာ10ယောက်လောက်ကလာလက်မြောက်ပြီးတော့ဒါတက်လာတယ်ပေါ့နော်တက်လာတဲ့အချိန်မှာရာခင်းအလေလောက်ရောက်တဲ့ခါကျတော့တဲ့ဒါနောက်ကနေပြီးတော့ဒါသူတို့အချင်းချင်းလှမ်းပစ်တာအကုန်လုံးမှောက်အကုန်လုံးတေသွားတယ်ပေါ့နော်အဲလက်နက်ချမဲ့သူအကုန်လုံးတေသွားအားကြတော်တော်လေးဆိုးွားတဲ့အနေအထားမျိုးကိုစစ်ကောင်စီကြုံနေရတယ်ပေါ့ဗျာအဲ့တော့တိုက်ပွဲဖြစ်တာရောဒါပြီးရင်လက်နက်ချမှာဆိုလို့ပြစ်သက်ခံရတဲ့ဟာတွေရောဒါအားလုံးပေါင်းအယောက်30ကျော်တည်ဆုံးခဲ့တယ်ထိခိုက်ဒဏ်ရာရလူတွေများတယ်ဆိုပြီးတော့သိရတယ်တိုက်ပွဲက3နာရီကျော်ဆိုတော့ဒါတကယ်ကိုပြောရရင်နိုင်ပေါင်းများစွာကြာတယ်လို့ပြောရမယ်စစ်ကောင်စီကအထိနာသွားတဲ့အတွက်ပေါ့နော်ဒါလက်နက်ကြီးစက်တိုက်ပစ်ခတ်တာတွေစနိုက်ပါ3တာတွေတော်တော်လှုပ်ခဲ့တယ်ဒါပြင်ဒေါ်လာရင်းတပ်တွေဘက်ကKNနဲ့အားနည်းလာလို့ပြန်ပြီးတော့ဆုတ်ခွာခဲ့ရတာရှိတယ်ဒေါ်လာရင်းတပ်ဖွဲ့တွေဘက်က3ဦးဒါမြင့်မြတ်ကြာဆုံးသွားတာရှိတယ်ပေါ့နော်အဲ့တော့3ယောက်နဲ့30နဲ့လဲခဲ့ရတာပေါ့နော်သူရဲကောင်း3ယောက်နဲ့စစ်ခွေးအကောင်30နဲ့လဲလဲရတယ်ဆိုပြီးတော့လည်းပြောရမှာပေါ့နော်အဲ့ကြာဆုံးသွားတဲ့ရဲဘော်3ယောက်ကလည်းစိတ်မကောင်းစရာပါလဲဆိုတော့လက်နက်တက်ကောက်ဖို့လုပ်ရင်းနဲ့စနိုက်ပါထိတာဆိုပြီးတော့သိရတယ်အဲ့တော့တော်တော်နှမျိုးကောင်းတယ်ပေါ့နော်ဒါအဖွဲ့အနေနဲ့မပြည့်စုံလို့အခုလိုဖြစ်ရတာတကယ်သာပြည့်စုံတဲ့ဟေ့လက်နက်ခဲယမ်းလှည့်ကြည့်စရာမလိုဘူးဟေ့ဆိုတဲ့ခါကျရင်ဒီတပ်ဖွဲ့တွေလည်းအခုလိုမျိုးလက်နက်တက်ကောက်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုတက်မကောက်ဘူးဆိုရင်ဒီလိုမျိုးအသက်ပေးရမှာလည်းမဟုတ်ဘူးဒါစိတ်မကောင်းစရာပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကအင်အား150နဲ့200ကြားလောက်ရှိတယ်ဒီလောက်ပမာဏရှိတဲ့အင်အားကိုတပ်ဖွဲ့တွေကနိုင်ပေါင်းများစွာခံပြီးတော့ချနိုင်ဖို့ဟာတော်တော်ကိုမလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်တယ်ဒါကြောင့်လေတော်တော်လေးချီးကျူးကျင်တာပေါ့နော်ဒီလိုခံချရင်လည်းစစ်ကောင်စီအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တာကလည်းအားရစရာကောင်းတယ်ပြီးတော့တိုက်တာကြီးကလည်းကျန်းတယ်ဗျာမီတာ90လောက်အထိကိုအနီးကပ်ပြီးတော့ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့ဒါတိုက်ပွဲတွင်းမှာလည်းခုနလိုလက်နက်ချအညံ့ခံဖို့အတွက်ကိုစစ်ကောင်စီဘက်ကအဲ့လောက်ထိကိုဖြစ်သွားတယ်ပေါ့ဗျာဆိုကျွန်တော်သူတို့လက်နက်ချတဲ့အညံ့ခံတဲ့ဒါလမ်းဖြူထောင်နေဆိုကနေကသူတို့ရဲ့အခြေအနေကိုသူတို့သဘောပေါက်သွားအဲ့လိုသဘောပေါက်သွားအောင်အထိကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တာကြောင့်မျိုးခေါ်နေလက်နက်ချပါညာအဲ့စကားကိုနားထောင်တဲ့အထိအောင်ကိုတိုက်နိုင်ခဲ့တာပေါ့နော်ပြောမယ်ဆိုရင်အဲ့လိုစကားကတိုက်ပွဲစဖြစ်ဖြစ်ချင်းမှာပြောလို့မရဘူးသူတို့တွေအထိနာပြီးတော့ကြောက်လက်ကြဖြစ်သွားပြီးလုံးဝရင်းနှိမ်သွားပြီဆိုတဲ့အချိန်ကြမှာသာပြောလို့ရတဲ့စကားအဲ့စကားကိုနားထောင်ကြတာအဲ့တော့အဲ့လိုမျိုးအခြေအနေထိဖြစ်အောင်အင်အား150 200ကြားရှိတဲ့အဖွဲ့ကိုကျုံတာပေါ့နော်အဲ့တော့တော်တော်အားရစရာကောင်းတယ်အဲ့တော့ပွဲချိန်ကြာလာတဲ့နဲ့အမျှပေါ့နော်ဒါခဲရမလုံလောက်တာရဲ့ပြီးရင်စစ်ကြောင်းမှုထိသွားတယ်ပြီးတော့စစ်ကောင်စီဘက်ကအင်အားထပ်တိုးပြီးတော့စစ်ကူတွေထပ်ပြီးရောက်လာတာရဲ့အကြောင်းမလို့ပြန်ပြီးတော့ဆုတ်ခဲ့ရတယ်အဓိကတော့လက်နက်ခဲရန်ကစကားပြောတာပေါ့နော်ခဲရန်လုံလောက်ရှိတဲ့ဟေးဆိုရင်အခုလိုမျိုးဖြစ်မှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီတပ်ဖွဲ့တွေရဲ့ဒါလည်းမပြည့်စုံမှုပဲဗျဘာကြောင့်လဲဆိုတော့ဒီတပ်ဖွဲ့တွေကအချင်းချင်းပြောတဲ့စကားခဲရန်ကုန်ပြီဆိုပြီးတော့ပြောတဲ့စကားမီတာ90ဆိုတာအဲ့လိုမျိုးတိုက်ပွဲထဲမှာဆိုအော်ပြီးပြောကြတာပေါ့လေနော်ပြောတဲ့ခါကျအချင်းချင်းသတိပေးရလဲဖြစ်မယ်ဟဲ့ငါကုန်ပြီငါ့ကိုကာပြပေးဒါမျိုးပုံစံမျိုးပြောတာလည်းဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့စကားကိုစစ်ကောင်စီကကြားတော့ဒီကောင်တွေကအားတက်ပြီးတော့တက်လုံးတာအဲ့လိုပုံစံမျိုးဖြစ်စီညီကအဲ့လိုကြီးငါတို့ခဲယမ်းကုန်ပြီဆိုတော့ဒါကလည်းကျွန်တော်တို့ဒါသင်ခန်းစာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တပ်ဖွဲ့တွေမှာဒါခုနလိုဒါဆက်သွယ်ရေးဆက်တွေပြည့်စုံရှိမယ်ဟေ့ဆိုရင်အခုလိုမျိုးတော့အော်ဟစ်ပြီးတော့ဒါပြောနေကြရတော့မလိုဘူးပေါ့လေနော်တပ်ဖွဲ့အချင်းချင်းကြားထဲမှာဆက်သွယ်ရေးဆက်လေးနဲ့ပဲလမ်းပြီးတော့ပြောလိုက်ရုံနဲ့ကြားနိုင်တယ်ပေါ့နော်အခုကကြတော့ဒါအော်ဟစ်ပြီးတော့ပြောရတဲ့ခါကျတော့ဒါကတ်နေတာဖြစ်တဲ့အတွက်ဒီလက်နက်ခဲကုန်ပြီဟေ့ဆိုတဲ့ဟာကိုကြားသွားတော့စစ်ကောင်စီကဒါနောက်ကနေပြီးတော့တက်လာတဲ့စစ်ကြောင်းအားတက်ပြီးတော့သူကတက်လုံးတာပေါ့နော်ဒါကြောင့်မလို့ပြန်ပြီးတော့ဆုတ်ခွာခဲ့ရတာဖြစ်တယ်အဲ့တော့ခဲရန်အရန်စကားပြောတယ်မပြည့်စုံမှုတွေကအရန်စကားပြောတယ်ဒီစိတ်တက်ချင်းတိုက်ဆွမ်းရင်ချင်းရှင်မဲ့ဟေ့ဆိုရင်ကျွန်တော်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီကိုလုံးဝဂုတ်ခွာစီးထားလို့ရတယ်တကယ်ကိုအောင်မြင်တိုက်ခိုက်နိုင်တဲ့အဖွဲ့တွေဖြစ်တယ်အဲ့တော့ဝိုင်းဝန်းပြီးတော့ကူညီကြစီခြင်းတယ်ပေါ့နော်ဒါလည်းကျွန်တော်တို့တောက်လျှောက်တော့ပြောနေကြတာပဲပေါ့နော်အဓိကတော့လက်နက်ခဲယံအပုံလိုက်တာရှိမယ်ဆိုရင်စစ်ကောင်စီဘက်ကဘလောက်ပဲစစ်ကူလာအကုန်လုံးဖြုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းတပ်ဖွဲ့တွေကစင်နီးပြူကတော့တေချာပေါက်နားလေသဘောပေါက်နေပါပြီဒါကြောင့်မလို့လေဆုတ်ခွာတဲ့အချိန်မှာဆုတ်ခွာတယ်တက်တဲ့အချိန်မှာတက်တယ်လုံးတဲ့အချိန်မှာလုံးတယ်ပေါ့နော်ဒါမျိုးပုံစံမျိုးလုံးနိုင်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့မှာဒါစိတ်မကောင်းစရာလေးရှိတယ်အဲ့ဒါပါလဲဆိုတော့တပ်ဖွဲ့တွေရဲ့ရင်ထဲကခန်းစားချက်ကိုမြင်ရတယ်ပေါ့နော်အဲ့ဒါပါပြည်သူမှားတဲ့စကား
ပြည်သူကိုသတင်းစကားပါကျင်တာကတော့တဲ့တောင်သာမြို့နယ်တွေကပြည်သူတွေကိုကျွန်တော်တို့တောင်သာ PDF အနေနဲ့တက်နိုင်တဲ့လောက်စူးစမ်းပြီးတော့ရှိတဲ့အားနဲ့အစွမ်းကုန်ကာကွယ်ပေးခဲ့ပါတယ်တဲ့အင်အားချင်းမမျှတာရဲ့ခရမ်းမလုံလောက်တာရဲ့ကြောင့်မလို့အပြည့်အဝမကာကွယ်ပေးနိုင်တဲ့အတွက်အနှူးညွတ်တောင်းပန်ပါတယ်ဆိုပြီးတော့ဒီလိုလေးဒါပြည်သူကိုအသိပေးလာတယ်ပေါ့နော်အဲ့တော့ဟုတ်တယ်ဒါကကာကွယ်မှလည်းရမယ်အရာပေါ့နော်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကသူတို့သာအရေးတာပြေးဆိုတဲ့ခါကျရင်ကြေးရွာတွေကိုစစ်ကြောင်းထိုးပြီးရင်အိမ်တွေကိုဖျက်ဆီးတယ်အဖိုးတန်လက်ဝက်လက်စားတွေကအစပေါ့နော်တခြားအဖိုးတန်တယ်သူတို့အတွက်အသုံးဝင်အဲ့လိုပစ္စည်းတွေကိုဒါယူလို့မြရင်ဖျက်ဆီးတယ်ပြီးရင်ဒါကြေးရွာတွေကိုမီးရှို့တယ်လူနေအိမ်တွေမီးရှို့တယ်ပြည်သူတွေကိုတပ်ဖြတ်တယ်ဒါကြောင့်မလို့စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ဖို့အတွက်ကိုတပ်ဖွဲ့တွေကကာကွယ်ကြတာဖြစ်တယ်ဒါပေမဲ့လည်းခုနလိုအင်အားချင်းမမျှတာမျိုးတွေရှိမယ်ပြီးရင်လက်နက်ခဲအင်အားချင်းမမျှတာကတပ်ဖွဲ့တွေအတွက်အကြောင်းတစ်ချက်တော့မဟုတ်ဘူးပြတပ်ဖွဲ့တွေကဘလောက်လာဆိုတဲ့စိတ်မျိုးကအကုန်လုံးရှိတယ်ဒါပေမဲ့ခဲရမ်းပေါ့နော်ကြိုက်သလောက်တက်လာခဲ့ခဲရန်ရှိနေဖို့တော့အရေးကြီးတယ်ပေါ့နော်အဲ့လိုမပြည့်စုံတဲ့အခါကျတော့အခုလိုခြေနေတွေဖြစ်ကြတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အောင်မြင်မှုကြီးမားမားရတယ်ဆိုပေမဲ့လည်းသူတို့ရဲ့စိတ်ထဲမှာလည်းကောင်းမှာမဟုတ်ဘူးဒါသူရဲကောင်း3ယောက်ကြာဆုံးတာရှိတယ်ပြီးရင်ပြည်သူကိုမကာကွယ်နိုင်ဘူးဆိုတဲ့ခံစားချက်ဖြစ်ကောင်းဖြစ်မယ်ပြီးရင်ငါတို့မှသာခဲရန်ပြည့်စုံရင်ဆိုတဲ့မချိတင်ငယ်ဖြစ်တဲ့ဟာလည်းရှိမှာပေါ့နော်ဒါကြောင့်မလို့ဒါကတော့ဒါတပ်ဖွဲ့တွေရဲ့ရင်ထဲကစကားဖြစ်တဲ့အတွက်ကျွန်တော်လည်းစိတ်မကောင်းဘူးပေါ့နော်အဲ့တော့ဒီဖြစ်စဉ်မှာဒါပထမဆုံးကျွန်တော်ရဲဘော်3ဦးအတွက်စိတ်ကောင်းဖြစ်ကြမယ်ထင်တယ်အဓိကတော့လက်နက်အတွက်အသက်ပေးရသူတွေလည်းဖြစ်သွားတယ်ပေါ့ဗျာတကယ်ဆိုရင်ဒီလက်နက်ခဲယမ်းတွေကတပ်ဖွဲ့ဝင်အကုန်လုံးစီမှာပြည့်စုံနေတဲ့ဟေ့ဆိုရင်တယောက်တစ်လက်ရှိနေတဲ့ဟေ့ဆိုရင်ဘယ်သူမှတော့ထပ်ပြီးတော့မတ်ချင်မှာမှတ်မယ်ပေါ့ဗျာရရင်တော့ယူမယ်ပေါ့နော်မရလည်းဘာမှမဖြစ်ဘူးဆိုတဲ့အနေအထားမျိုးပေါ့အခုကျတော့ရဖို့လိုအပ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့ခါကျတော့ဒီလိုအသက်ပေးရတာရှိလာတယ်အဓိကတော့မပြည့်စုံမှုတွေကရင်နာစရာကောင်းတယ်ပေါ့နော်အဲ့တော့အညာကိုကူပေးကြစီခြင်းနဲ့ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကအခုအားခတ်တော့ AA နဲ့အညာပေါ့နော်ရခိုင်ပြီးရင်မကွေးပြီးရင်ဒါအေရဝတီပြီးရင်ပဲခူးဒီလိုမျိုးဒါ AA နဲ့ထိစပ်နေတဲ့ရခိုင်နဲ့ထိစပ်နေတဲ့နေရာတွေမှာလည်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖော်ဆောင်နေတယ်ပြီးရင်ရခိုင်ပြည်နယ်ကိုလည်းဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လို့ဘုံကျဲတိုက်တာတော့တိုက်ခိုက်တာတော့နေရာအနှံ့မှာပဲဒါပေမဲ့အညာကိုသူတို့ပို့ပြီးတော့ဖိလာတယ်အချို့တော်လိုင်းတပ်ဖွဲ့တွေဒါစစ်ကောင်စီနဲ့ပေါ့နော်ဒါသဘောတူလက်မှတ်ထိုးလိုက်တယ်အပြစ်ခတ်ရက်စဲလိုက်တယ်ဆိုတဲ့နောက်မှာစစ်ကောင်စီကအဲ့ဘက်နေရာတွေကိုတိုက်စရာမလိုတော့တဲ့အတွက်အဲ့ဘက်ကတပ်တွေကိုဆွဲထုတ်တာတွေရှိလာတယ်အဲ့ဘက်နေရာကိုကျဲမဲ့ဘုံတွေကိုအညာဘက်ရွှေ့လိုက်တာမျိုးတွေရှိလာတယ်ပေါ့နော်ဒါကြောင့်မလို့ဒါကျွန်တော်အညာကတပ်ဖွဲ့တွေကိုကူညီပေးကြစေချင်တယ်ပြီးတော့အညာတပ်ဖွဲ့တွေကရှားပါတယ်ဗျာတချို့နေရာတချို့ဒေသတွေဆိုရင်ဘာမှအရင်းမြစ်လည်းမရှိဘူးသုံးဆွဲစရာလည်းဘာမှမရှိဘူးပေါ့နော်ကောက်ပွဲသီးနှံလေးစိုက်ပြီးတော့နောက်ဆုံးဘလို့တော့လောက်ရလဲဆိုတော့ဒေသခံတွေကငားပေးထားတဲ့လေမှာလဲစိုက်ပြီးတော့ပေါ့နော်ဒါဒီကနေမှယာတိပေါ်ချင်းရောက်မှဒီကထွက်လာတဲ့ငွေချင်းနဲ့ပြန်ပြီးတော့လဲပတ်ရတဲ့အဆင့်မျိုးတွေတော့ရှိတယ်ဆိုပြီးတော့သိရတယ်နောက်တစ်ခုကညာကအဖွဲ့တွေအနေနဲ့ပေါ့နော်ဒါတိတ်ပြီးတော့မတိကြတာလဲပါကောင်းပါမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့ဘက်ချမ်းတွေမှာဒီဖုန်းလိုင်းဖြတ်တောက်ခံရတာရှိတယ်အင်တာနက်အခက်အခဲတွေရှိတယ်တပ်ဖွဲ့တွေကမပြည့်စုံကြတော့ style လည်းမွေနိုင်ဘူးအဲ့လိုမျိုးမွေနိုင်တဲ့ခါကျတော့သူတို့ရဲ့လှုပ်ဆောင်နေတဲ့သတင်းတွေအမြေပြင်ကအခြေအနေတွေ line ပေါ်ကိုအချိန်နဲ့တပြေးညီရောက်ဖို့ခဲရင်းတယ်အဲ့ဒါကြောင့်မလို့ဒါကူတဲ့သူတွေမသိကြတာလည်းရှိမှာပေါ့နော်အဲ့တော့ဒီကာလမှာတော့နည်းနည်းအားဆိုင်ပြီးတော့ကူပေးကြစီခြင်းတယ်ပေါ့နော်အဲ့တော့တရင်တပ်ဖွဲ့တွေကြီးလိုက်မယ်ဆိုရင်တကယ်အလုံးလုံးတဲ့တရင်တပ်ဖွဲ့တွေကအခုချိန်မှာအကျွေးပတ်ချလဲဝိုင်းနေကြတာပေါ့နော်အဲ့တော့အဲ့အဖွဲ့တွေကိုဒါဆက်ပြီးတော့အောင်ပွဲရအောင်ကူညီပေးကြစီခြင်းနဲ့သူတို့အတက်နိုင်ဆုံးလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့အတိမတ်ပြုတယ်ပေါ့နော်ပြီးတော့ဒါအချင်းချင်းလက်နက်ချမှာဆိုလို့ပြစ်တတ်တဲ့ကိစ္စစစ်ကောင်စီဘက်ကပေါ့နော်အဲ့တော့လက်နက်ချဖို့ဆုံးဖြတ်တာဒါတပ်ဖွဲ့တွေကပြောတယ်ပေါ့နော်ဒါပတ်စာရီတော့မဖြစ်နိုင်ဘူးတဲ့ဒါကိုဘက်တွေပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွက်ကြည့်ရကြတော့ဟာပတ်စာတွေဟုတ်မဟုတ်ကိုဒီကောင်တွေပြစ်မှာဒါပေမဲ့တစ်ခုရှိတာကဘာစာတွေကပိုပြီးဖြစ်နိုင်ခြင်းများတာပေါ့လေနော်ဘာကြောင့်လဲဆိုတော့ဒီဘာစာတွေကတက်ထဲကိုဝင်ပါပြီစစ်ကောင်စီတက်ထဲကိုခေါ်ခံရပါပြီဆိုနေသူတို့ကမလုပ်ချင်ဘူးလေအတင်းကျပ်ဆွဲခေါ်ခံရတာအဲအကြောင်းမလို့အခုလိုမျိုးတပ်ဖွဲ့တွေဘက်ကအခွင့်အရေးပေးပြီဆိုတဲ့အခါကျတော့ရတယ်ကျွန်တော်တို့မပြစ်ဘူးလက်နဲ့ချမယ်ကျွန်တော်တို့ဒါအညံ့ခံမယ်ပူပေါင်းမယ်ပေါ့နော်ဒါမျိုးပုံစံမျိုးသူတို့သဘောတူခဲ့တာဖြစ်တယ်အဲ့ဒါပိုဖြစ်နိုင်ခြင်းရှိတယ်ပေါ့နော်ဒါကျွန်တော်အမြင်သာဖြစ်တယ်တပ်ဖွဲ့တွေကိုကျွန်တော်ခုနလိုမျိုးပေါ့နော်အမြင်မတူကွဲပြားတာမျိုးဒါပြောတာမဟုတ်ဘူးပေါ့နော်အဓိကတော့ဒါပိုဖြစ်နိုင်မလားဆိုတဲ့အတွေးပေါ့အဲအကြောင်းမလို့အနောက်ကကောင်တွေကခုနလိုမျိုးပေါ့နော်လူသားမဆန်စွာနဲ့ကိုချင်းမစာစွာနဲ့ပေါ့နော်သူတို့အဖွဲ့ဝင်အချင်းချင်းကိုအခုလိုမျိုးပြစ်ခတ်တပ်ဖြတ်တဲ့အဆင့်တွေထိလှုပ်ပစ်တယ်လို့ကျွန်တော်တို့ယူဆတယ်ပြစ်တာမှတဲ့ဒါလက်နက်ကြီးတွေနဲ့ပါပြစ်တာပေါ့နော်သူ့လူသူပြစ်တာအဲ့လိုမျိုးကိုပြစ်ခဲ့တာပေါ့နော်အဲကြတော့ဒါပတ်စာတွေပိုဖြစ်နိုင်ခြင်းရှိတယ်ဒါပေမဲ့ပတ်စာပဲဖြစ်ဖြစ်ဒီတန်တီပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကတက်ဖွဲ့တယ်မင်းအောင်လိုင်းအတွက်လှုပ်ပေးနေရတဲ့အဖွဲ့အစည်းတစ်ခုတည်းအောက်မှာအတူတူရှိတာအဲ့လိုမျိုးဂျားထဲမှာတော့မှပဲပေါ့နော်သူတို့အချင်းချင်းဂျားထဲမှာတော့မှပဲခွဲခြားထားတယ်ကျွန်တော်ပတ်စာတွေပြီးရင်ပတ်စာဒါစုဆောင်းခံရနိုင်ခြင်းရှိတဲ့သူတွေပြီးရင်ဒီလူငယ်တွေရဲ့မိဘတွေအုပ်ထိန်းသူတွေကိုသိစေချင်တာပေါ့နော်
ဘလောက်ရင်နာစရာကောင်းလဲကိုသားသမီးကိုခေါ်သွားတယ်အခုတေသွားတဲ့ပါစာတွေရဲ့မိဘတွေရဲ့နေရာမှာဘလောက်ခံစားရမလဲကျွန်တော်တို့တကယ်ကိုချင်းစာပါတယ်ဘာကြောင့်လဲဆိုတော့သူတို့စီကနေပြီးတော့ဆွဲခေါ်သွားတယ်တချို့ဆိုအိမ်ကတိတော့မတိလိုက်ဘူးအလောက်ကနေအပြန်လမ်းမှာနေဆွဲခေါ်ခံလိုက်ရတယ်အဆက်အသွယ်ရတဲ့အချိန်မှာစူဆောင်းရေးကိုရောက်နေပြီစစ်တင်တန်းတက်နေပြီနောက်ဆုံးအဆက်အသွယ်ရတဲ့အချိန်မှာရှေ့တန်းကိုလွတ်ခံနေရပြီဒါမျိုးပုံစံမျိုးတွေနဲ့မိဘတွေအုပ်ထိန်းသူတွေကစားသဘောမတူဘဲနဲ့ခေါ်သွားခံရတဲ့သားသမီးတွေပြောရရင်ဗျာသူတို့ကိုယ်တိုင်ကြီးကြီးပြူပြူနဲ့ထည့်ပေးလိုက်တာမဟုတ်ဘူးဒီသားသမီးတွေကိုရှေ့တန်းရောက်တဲ့ခါကျတော့လေသူများသားသမီးကိုလက်လွတ်ပဲတက်ဖြတ်ခံလိုက်ရတယ်ကဲကြည့်အောင်အဲ့လိုမျိုးတက်ဖြတ်တဲ့အထိအဆင့်ဖြစ်နေတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီတပ်ထဲမှာတော်တော်လေးကိုဒါဖွဲ့စည်းပုံပြတ်နေတဲ့အနေအထားရှိတယ်အဲ့တော့သူတို့ချင်းချင်းကြားမှာကိုပဲဒီပါစာတွေကိုလူလို့သဘောမထားဘူးနောက်ဆုံးပေါ့နော်ဒါသူတို့ဝါရမိုင်းမိတာတွေလည်းဖြစ်ကောင်းဖြစ်မယ်ညာခုနဒီလက်နဲ့ချရတဲ့ထဲမှာတန်သေးစစ်သားဆိုရင်လည်းသူတို့အနေနဲ့ပေါ့နော်အနောက်ကပြစ်ခတ်တဲ့ကောင်တွေကတော်တော်လေးဝါရမိုင်းမိထားတဲ့ကောင်တွေဖြစ်မယ်အဲ့လိုပုံစံမျိုးကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ပါစာတွေလည်းဒီစစ်ကောင်စီရဲ့ဝါရဖြတ်မှုတွေကိုမယုံစေခြင်းဘူးစစ်ကောင်စီဘက်ကတည့်ရတိုင်းပဲဒါပါစာတွေတက်ထဲမှာဘလို့ပြောနေတယ်ပေါ့နော်လူငယ်တွေကိုပြောချင်တာပြီးရင်ဒါအုတ်ထင်းသူမိဘတွေပေါ့နော်ဒါတက်ထဲကိုဝင်သွားတဲ့ပါစာတွေဘလောက်ပျော်နေတယ်တို့ဘယ်လိုမျိုးဒါစစ်သေးစစ်မှန်တက်ကြွနေတယ်တို့အဲ့မှာဒါသူတို့ vlog ပုံစံမျိုးတွေရိုက်ပြီးတော့ဒါထုတ်လွှင့်နေတာရှိတယ်ပေါ့နော်ဒီဝါဒဖြတ်တာအမှန်တော့ဝါဒဖြတ်တာမဟုတ်မဟဟာတွေလိန်ညာတွေဝါဒဖြတ်တာပေါ့နော်တကယ်မြေပြင်မှာအဲ့လိုမဟုတ်ဘူးတကယ်တင်တန်းကျောင်းတွေမှာအဲ့လိုမဟုတ်ဘူးနောက်ဆုံးကိုပြောရမယ်ဆိုရင်ဒီဘားတိုက်ထဲမှာအကုန်လုံးတကားတွေကိုတန်နဲ့ရိုက်ပိတ်ထားပြီးတော့ပေါ့နော်ညဆိုရင်အဲ့လိုမျိုးတဲ့အပင်တော်မှပေးမထွက်ခိုင်းမဲ့နဲ့ဒါအပေါ်အလေးစွန့်တာအစားဒါခြေရင်းမှာပုံထားပေးထားတယ်ဆိုတော့ပုံစံမျိုးနဲ့ထားတာအဲ့ကြတော့သူတို့ line ပေါ်မှာတက်ပြီးတော့ပြောပြနေတဲ့ဟာတွေနဲ့မြေပြင်တွေကတခြားစီပဲဆိုတဲ့ဟာကိုဒီပါစဖြစ်နိုင်ရည်ရှိတဲ့သူတွေလူငယ်တွေပြီးရင်နှိပါတွေပေါ့နော်ဘာဖြစ်ပါဘူးကွာ2နှစ်ပြီးရင်ပြန်ထွက်လာလိုက်မယ်ဆိုပြီးတော့ဆုံးဖြတ်နေတဲ့သူတွေသိစေချင်လို့ခုလိုမျိုးပြောပြပေးရဖြစ်တယ်ပေါ့နော်ပြီးတော့အလုံးတူပဲခေါ်သွားတယ်ပြီးရင်သူတို့ကပဲပြန်ပြီးတော့ပြစ်တတ်တယ်အဲ့တော့ရင်နာစရာကောင်းတယ်ပေါ့နော်ပြီးတော့ဒါကျွန်တော်ပြောချင်တာတော့အညာကိုထောက်ပံ့ပေးကြပါကျွန်တော်ခုနပြောသလိုပဲရခိုင်နဲ့ဒါအညာဘက်တွေကိုခုနောက်ပိုင်းမှာပေါ့နော်စစ်ကောင်စီကတချို့နေရာတွေကိုတိုက်ဖို့မလိုတဲ့အတွက်ပေါ့နော်ဒီနေရာတွေကိုပို့ပြီးတော့ဖိလာနေတာတွေရှိပါတယ်အကုန်လုံးလွတ်မြောက်မှပဲကျွန်တော်လွတ်မြောက်ပါဘယ်နေရာမှကွက်ပြီးလွတ်မြောက်နေုံနဲ့ကျွန်တော်တို့တိုင်းပြည်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ပြည်သူတွေအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့အကုန်လွတ်မြောက်မှုအတွက်အညာလေးရေးကြည့်တယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်နောက်တစ်ခုကကျွန်တော်အတွင်းသတင်းတစ်ခုသိထားတယ်ပေါ့နော်သူစိမ့်နဲ့သူသွားတဲ့အတွင်းသတင်းပေါ့နော်ဒါစစ်ကောင်စီရဲ့KNကားတစ်စီးပေါက်ကွဲတာKN သွားပို့တဲ့ကားတစ်စီးပေါ့နော်ပေါက်ကွဲတာရှိတယ်ဖြစ်ရတဲ့အကြောင်းရင်းကဘာလို့လဲဆိုတော့ကားပေါ်မှာပါတဲ့စစ်ခွေးကဆေးလေးတောက်တာဒီကောင်လေးတော်တော်ပြိုပြက်ဖြစ်နေတာသူတို့ရဲ့စိတ်ထဲမှာတော့ပေါ့နော်ဒါဘာမှဖြစ်တော့ပါကွာဆိုတဲ့အတွေးမျိုးရှိမှာပေါ့လေနော်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာဒါမလုပ်ရဘူးဆိုတဲ့ဟာကကလီယာစကွေးဆုံးကုန်သိတယ်ဗျာသိလားဒါပေမဲ့အခုလိုမျိုးသူတို့ဒါပြောမယ်ဆိုရင်ဗျာကန်တရားကိုပဲပါနေသူတို့ထိန်းချုပ်ထားတဲ့နေမြေတွင်းမှာသူတို့အခုလိုမျိုးပောက်ကွဲမှုဖြစ်ပြီးတော့ကားပေါ်မှာပါတဲ့စစ်ခွေး9កောင်သေးတယ်9កောင်တန်ရာရကားပေါ်မှာပါတဲ့ခဲကနေလည်းပောက်ကွဲကားလည်းမီးလောင်အဲ့တော့ကျတော့ဒီလိုမျိုးဒါသူတို့ရဲ့နေမြေအတွင်းကိုဝင်ပြီးတော့တိုက်မယ်ဟေးဆိုရင်တော့မှဒီလိုရလက်ထွက်ချင်မှာထွက်မှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီစက်ကောင်စီကကြာရင်စိတ်ကြီးနဲ့6နှစ်ခွကြားကိုသူတို့ဘက်ကစိုးမိုးထားတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးဆိုတော့အဲ့ထဲမှာဖြစ်သွားတဲ့အနေအထားဆိုတော့ဒါအားရစရာကောင်းတယ်ပေါ့နော်။ပြောချင်တာကသူတို့သူ့စိတ်နဲ့သူသွားတယ်ဆိုတဲ့ဟာပေါ့နော်။ရင်ပေါ်ပါလာတဲ့ကောင်တွေသူ့စိတ်နဲ့သူသွားတယ်အခုတန်ရရတဲ့ကောင်တွေဆိုလဲထပ်ပြီးတော့တေမလားရှင်မလားမသိသေးဘူးပေါ့နော်ပြီးတော့ဒီစစ်ကောင်စီကဒီရေရင်နေနဲ့ပဲဒီချောင်းနှခွတို့ဒါလီချောင်းတို့ကိုကူးနေရတဲ့အခြေအနေတော့ဒီနေ့ထိရှိနေတော့မယ်အခုတော့သူတို့စိုးမိုးတဲ့နေမြေအတွင်းမှာတော့မယ်လုံးဝကိုသွားတိုက်စရာမလိုပဲနဲ့သူ့ဘာသာကိစ္စချောသူ့အကုသို့နဲ့သူသွားပေါ့နော်အဲ့ဒါအားရစရာကောင်းတယ်ဒါနဲ့ပတ်သက်လို့လည်းသိကြတယ်သူတို့အတွင်းထဲမှာဒီလိုမျိုးဖြစ်စဉ်ဖြစ်ပြီးဟဲ့ဆိုရင်ထုံးစံအတိုင်းဖြစ်စဉ်လိန်တင်တတ်တယ်သူတို့ရဲ့ကြံရင်ခဲ့တဲ့မိသားစုတွေဆိုရင်ဖြစ်စဉ်အမှန်သိချင်မှသိရမှာတကယ်ဘယ်သူကတိုက်လို့ဘလို့ဖြစ်သွားတော့ဘာလို့ဒါမျိုးပြောရင်ပြောမှာပေါ့နော်တကယ်တည်းကသူတို့အချင်းချင်းဒီလိုဖြစ်ပြီးတော့တေသွားတယ်တေပွဲဝင်သွားတယ်ဆိုတဲ့ဟာကိုသူတို့မိသားစုသိချင်မှသိမှာပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ကလည်းစေနာအရင်ခံပြီးတော့ပေါ့နော်အတွင်းကအခုလိုမျိုးစုံစမ်းပြီးတော့တင်ပြပေးလိုက်ရတယ်သူတို့ကြံရင်သူမိသားစုတွေအတွက်ပေါ့နော်ဂျင်းနဲ့ပါတယ်လို့နောက်တစ်ခုကတော့ဒါအရခတ်တော်အေးသိမ်းထားတယ်ဒါပဲခူးတိုင်းအုပ်ရှိပင်မြို့နယ်ကတောင်ကုတ်ပတောင်းလမ်းပိုင်းပေါ့နော်အဲ့လမ်းဘက်မှာရှိတဲ့အေးသိမ်းပိုက်ထိန်းချုပ်ထားတဲ့ညောင်ကျိုးစခန်းကိုစစ်ကောင်စီဘက်ကစစ်ကြောင်းတွေထပ်ထိုးလာဒါတွေကအကြောင်းကိုထပ်နေတာကျွန်တော်တို့တောက်လျှောက်ပြောရတယ်သူတို့အဲ့နားမှာတင်တက်နေလို့ဒီအကြောင်းတွေထပ်နေတာပေါ့နော်ဘာကြောင့်လဲဆိုတော့တိုးပြန်ပြီးပစီကုတ်ကြီးနေရေကတိုးပြန်ပြီးဒီခုနတောင်ကုတ်ပေါ့နော်ညောင်ကျိုးတို့စင်လန်တို့ဒီလိုနေရာတွေတိုးပြန်ပြီးတောက်လျှောက်သူတို့တိုးနေတာပေါ့နော်အခုလဲအဲ့လိုပြန်တိုးပါတယ်စစ်ကောင်စီကဒီအာရကတက်တော်အေးထိန်းချုပ်ထားတဲ့ဒါညောင်ကျိုးစခန်းပေါ့နော်ဒီစခန်းကိုပြန်ရဖို့အသေးအံထိုးစစ်ဆင်နေရရှိတယ်အဲ့လိုမျိုးထိုးစစ်ဆင်ဖို့အတွက်ကိုသူကကာဝဆာ6ထဲမှာ
ဒီစစ်အင်အားတွေစုဖွဲ့တယ်ပေါ့နော်တက်တွေပြန်ပြီးတော့ဖွဲ့တယ်အင်အားတွေပို့တယ်ပို့ပြီးရတယ်စုဖွဲ့တယ်စုဖွဲ့ပြီးရတယ်အဲ့နေရာနေညောင်ကျိုးကိုစစ်ကူပို့တယ်ပေါ့နော်စစ်ကူပို့ဖို့အတွက်သူတို့စူးစမ်းနေတယ်ပေါ့နော်ဒါပေမဲ့လည်းတောက်လျှောက်ဒါဖြတ်တိုက်ခံနေရလို့တော်တော်လေးအခြေအနေဆိုးနေတယ်အင်အားတွေကဒီလိုမျိုးစုဖွဲ့ပြီးတော့ပို့နေတယ်ဆိုတာအရင်လကတည်းကနေသူတို့ဇက်တိုက်လှုပ်ဆောင်နေတာဖြစ်တယ်ဒါအခုရက်ပိုင်းမှာလည်းကပ္ပစာ6ကနေခုနစုဖွဲ့ထားတဲ့အင်အားတွေနဲ့ညောင်ကျိုးကိုဒါထိုးစစ်ဆင်လာလို့ဒီတောင်ကုတ်ပထောင်လမ်းပိုင်းကစင်လန်ကြေးရွာအလွန်မှာအေနဲ့ထိတွေ့တိုက်ပွဲဖြစ်တယ်အဲ့တော့စစ်ကောင်စီကတဲ့ကပ္ပစာ6ထဲမှာပေါ့နော်တက်တွေပြန်ဖွဲ့ပြီးတော့ညောင်ကျိုးကိုတိုးလာတာရှိတယ်အင်အားကတော့ယာကနန်းလောက်ပါလာတာရှိတယ်ပေါ့နော်ဒီကောင်တွေလာလိုက်ယာကနန်းရှိပဲတကယ်အေးဟာတေးသေးဖွယ်ဖွယ်နဲ့လည်းသွားလို့မရဘူးအဲ့ဘချမ်းယာကနန်းဒါလုံးဝထောင်ကနန်းမပို့နိုင်လို့ယာကနန်းဖြစ်နေတာပေါ့နော်ထောင်ကနန်းထိပို့နိုင်လဲသူတို့ပို့ဦးမှာအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့အဲ့ဒီမှာတဲ့အေကစင်လန်ကြေးရွာအလွန်မှာကြားပြတ်တိုက်ခိုက်တော့အကြဆုံးအထိခိုက်တွေများတယ်ဆိုပြီးတော့သိရတယ်တိုက်ပွဲတွေဖြစ်နေတာတော့2ရက်3ရက်လောက်ရှိပြီဒါအေးနဲ့နီးစပ်တဲ့စီးသတင်းအရင်းမြစ်တွေစီကနေပြီးတော့သိရတယ်ပေါ့နော်အဲ့တော့စင်အောင်လန်နေဆိုရင်ဒီမှာတော့နော်ဒီခုလိုမျိုးခွေးဆိုရင်တော့ပြောမနေမောက်နေမှာလန်ယုံနေမကောက်ဘူးပေါ့နော်စင်အောင်လန်ပါတယ်ဆိုတဲ့နေရာမှာစစ်ခွေးသွားတော့ကြတော့မှောက်နေရမယ်နေထားပါတော့အဲ့တော့အသေးဆုံးအထိခိုက်များပြီးတော့တန်ရာရတဲ့ကောင်တွေကိုရွှေတောင်မြို့ဂရင်တရားစေုံကြီးကိုပို့နေတယ်ဂရင်တရားရောနော်ပြောပြအောင်တိုက်ပွဲအတွင်းမှာတဲ့စစ်ကောင်စီဘက်ကအထိကိအကြဆုံးတွေရှိပါတယ်တဲ့စစ်ကောင်စီဘက်ကကြာသွားတဲ့သူတွေကိုတဲ့ဒါဆွဲခေါ်သွားရရှိတယ်ဒဏ်ရာရတဲ့သူတွေကိုတော့ရွှေတောင်မြို့ဂရင်တရားဆက်ဆေးရုံကိုပို့ထားတယ်ဆိုပြီးတော့အာခတ်တက်တော်အေးနဲ့နှီးဆက်တဲ့စီရေးသတင်းရင်းမြစ်တွေစီကနေပြီးတော့သိရပါတယ်အဲ့တော့ဂရင်တရားဆိုတော့ဂရင်လောက်ပါမလားပေါ့ဟုတ်တယ်ရှင်းပါလေအဲ့လိုဖြစ်တယ်လေစစ်တွေကိုပို့ရတယ်ဗောနော်ကြောက်ဖြူမှမလောက်လို့စစ်တွေကိုပို့ရတဲ့အနေထားတွေဖြစ်တယ်အခုလဲဒီတရားလောက်မှမဟုတ်ဘူးဆက်မှမဟုတ်ဘူးသူတို့ကတော့ဂရင်တရားပဲဆက်တယ်လို့ပြောတာတမန်တလင်းတွေပေါ်မှာဖြတ်ပြီးကုနေရအောင်တော်တော့အခြေအနေဆိုးနေတဲ့အနေထားပေါ့နော်အဲ့တော့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီအသေးဆုံးကိုအတိအကျမသိရပါပဲခမန်းကြီးအယောက်20ထက်မနည်းတေဆုံးတန်ရာရတယ်ဆိုပြီးတော့သိရတယ်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ဒါစင်လန်ကျေးရွာဆိုရင်ဒါကပ္ပစ6နဲ့ဆိုရင်9မိုင်လောက်ပဲကွာဝေးတဲ့အနေအထားမှာရှိတယ်ဒါကြောင့်လဲစစ်ကောင်စီကအသေးအတန်ပုံစံမျိုးနဲ့ပေါ့နော်ဒီစစ်ကြောင်းတွေစုဖွဲ့ပြီးတော့ဒါစစ်ကူတွေလွှတ်ပြီးတော့အာခတ်တော်အေရဲ့ထိုးစစ်တွေဒီကပ္ပစ6ကိုမရောက်ဖို့အတွက်ကာကွယ်နေရတဲ့အနေအထားဖြစ်နေတယ်ပေါ့နော်ဒါပြင်အာခတ်တော်အေရဲ့ထိုးစစ်တွေနဲ့ပတ်သက်လို့တချို့ကလည်းဝေဖန်တာတွေရှိလာတာတွေ့ရတယ်အဲ့ဘာလဲဆိုတော့အေရဲ့ထိုးစစ်ကအဲ့နေရာတွေမှာပဲအရှိန်ကုန်နေပြီဆိုပြီးတော့ပြောရမယ်တဲ့ရှေ့ဆက်တိုးဖို့ကလည်းမြေပြတ်နေဖြစ်ပြီးတော့စစ်မျက်နှာအရန်ကျယ်ပြန့်သွားတာမဟုတ်လို့ပို့ပြီးတော့ခက်ခဲနိုင်တယ်တဲ့ဟုတ်တယ်ဒါတပ်ဖွဲ့တဲ့အနေနဲ့ဆိုရင်တော့ဒီလိုဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လက်ရှိနေထားကြပါတော့အာခတ်တော်အေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေတဲ့ဒါ BDF တပ်ဖွဲ့တွေအများကြီးရှိပါတယ်ဗောနော်အဲ့တော့အဲ့ဒီတပ်ဖွဲ့တွေကဘယ်ဒေသတွေမှာတိုက်ပွဲဝင်နေသလဲဘယ်နေရာဘယ်ဒေသတွေမှာအခြေစိုက်သလဲဆိုတာတော့တော်လိုင်းနဲ့မစိမ့်တဲ့သူတွေကသိပါလိမ့်မယ်ဗောနော်အဓိကတော့အာခတ်တော်အေအနေနဲ့သူ့တကူတဲ့သူ့ရဲ့တပ်ဖွဲ့တဲ့တိုက်မယ်ဆိုရင်တော့ဒီ area အကျယ်ကြီးကိုဒါရနိုင်ကြမှာရနိုင်မယ်ဗောနော်ဒါပေမဲ့လည်းခုနလိုစူပေါင်းပြီးလှုပ်ဆောင်မယ်ဟေ့ဆိုရင်တော့မဖြစ်နိုင်စရာအကြောင်းတော့မရှိဘူးပေါ့နော်အဲ့တော့မြေပြတ်မဲဖြစ်ဖြစ်တောင်ပေါ်ပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးနဲ့ထိုးစစ်ဆင်နိုင်ခဲ့တဲ့နေရာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပူးပေါင်းပြီးလှုပ်ဆောင်နိုင်ဖို့အတွက်ကပဲရန်ရေးကြည့်တယ်ဆိုတဲ့အကြောင်းပြောချင်တာပေါ့နော်ပြောချင်တာကတော့မကွေးဘက်ကိုသွားမယ်ထိုးမယ်အဲ့ဒီနေရာမှာရှိတဲ့ဒေသခံ PDF တပ်ဖွဲ့တွေဒီမကွေးအကြောင်းကိုအကုန်လုံးသိထားပြီးသားဗျာနေခံနေပေါ့ဗျာပြောရင်အဲ့လိုနေရာမျိုးမှာတခြားဒါထောက်ပံ့ပေးနိုင်တဲ့ပံ့ပိုးပေးနိုင်တဲ့အဖွဲ့တွေနဲ့စုပေါင်းပြီးတော့လုပ်မယ်ဟေးဆိုရင်ဒီနေရာတွေကလည်းပြစ်နိုင်စရာအကြောင်းတော့မရှိဘူးပေါ့နော်ဟုတ်ပါတယ်ဒါနေမြေကျွမ်းကျင်မှုမရှိဘူးဆိုရင်အထိနာတာစစ်ကောင်စီကိုဥမာကြီးပါဘောနော်စစ်ကောင်စီသူနေမြေမကျွမ်းတဲ့နေရာမျိုးတွေမှာကြီးပဲသူကသွားပြီးတော့ဒါလူပေါ်သွားလုပ်ချင်တာပေါ့နော်အဲ့လိုနေရာမျိုးတွေမှာသူတောက်လျှောက်ထိခိုက်တာတွေရှိတယ်ကချင်သွားပြီဟေးဆိုလဲထိပြန်ပြီနေမြေမကျွမ်းဘူးကရင်သွားပြီဟေးဆိုလဲထိပြန်ပြီချင်းသွားပြီဟေးဆိုရင်လည်းထိပြန်ပြီပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်တာဒါပေမဲ့တော်လိုင်းတပ်ဖွဲ့တွေဘက်မှာကျတော့ခုနအားသာချက်ကဒေတာအစုံမှာရှိတဲ့တပ်ဖွဲ့တွေနဲ့ခုနလိုပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဟေးဆိုရင်မအောင်မြင်စရာအကြောင်းတော့မရှိဘူးပေါ့နော်ဒါကလည်းတိုက်ပွဲကာလဒါထိုးစစ်ကာလကြာလာတာနဲ့အမျှပေါ့နော်ဒါမြင်လာတဲ့အမြင်တွေကလည်းရှိမှာပေါ့လေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တက်နိုင်တဲ့အပိုင်းတွေလှုပ်ကြဖို့ပဲလိုပါတယ်ပေါ့နော်နောက်တစ်ခုကတော့စစ်ကောင်စီအနေနဲ့ဖားဆောင်ခလာရ135ဒီတက်ကြံခဲ့တာပေါ့နော်အဲ့တက်ကိုအခုစစ်ကူပို့နိုင်မှုအတွက်ကိုဘောလခဲဘက်ကနေပြီးတော့စစ်ကြောင်းတွေထပ်ပြီးတော့ထိုးလာနေတယ်အဓိကတော့ဒီဖားဆောင်မှာခလာ134နဲ့135တရင်2ခုရှိတယ်အဲ့ဒီတရင်2ခုကိုဒါကရင်နီမှာရှိတဲ့ဒေါ်လာအင်အားစုတွေကဇွန်လ25ရက်နေ့မှာဒါထိုးစစ်ဆင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့လိုထိုးစစ်ဆင်တဲ့အချိန်မှာဇွန်လ30မှာတော့ခလာ134တက်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်အဲ့ဒီကနေပြီးတော့လက်နက်ခဲယမ်းတွေလည်းအများကြီးရတယ်ပြင်စစ်သုံးပန်းတွေလည်းအော်တိုက်ပဲမှောက်နေတဲ့ကောင်တွေပေါ့နော်ဒါလမ်းပေါ်မှာပြေး
ပြေးနေတဲ့ကောင်နေသူတို့ပထွေးလေရင်လာတော့မဲသူတို့ကပြေးပုံသေးတာအိမ်ထဲဝင်ပြေးလို့ပြေးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရခဲ့တဲ့ဒါတက်ပေါ့နော်ဒါ134အဲ့တက်ကိုတော့ဒါဆို30မှာသိမ့်ပိုက်နိုင်ခဲ့တယ်ဒါပေမဲ့135ကိုတော့ဒါထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့စစ်ကောင်စီဘက်ကလေကြောင်းစက်တိုက်ဘုံကျဲတာတွေရှိတယ်ဒါပြစ်ကူပေးတာတွေရှိတယ်ပြီးရင်အတွင်းထဲကနေပြီးတော့လေခံစစ်ပုံစံမျိုးနဲ့အဲ့ဘက်ကတက်ကတော့ဒါတော်တော်လေးတုံ့ပြန်ခဲ့တဲ့အနေအထားကြောင့်မလို့ပေါ့နော်ဒါတောက်လျှောက်ပြီးရင်လေကြောင်းကနေလည်းသူတို့လက်နက်ခဲယမ်းတွေရောဒါပြီးရင်ဒီရိတ်ခါတွေရောတောက်လျှောက်ပို့ပေးရပေါ့နော်အဲ့လိုပို့ပေးနိုင်ခဲ့တဲ့အတွက်ပေါ့နော်ဒီတက်ကိုတော့တော်လိုင်းတက်ဖွဲ့တွေတင်ပိုက်နိုင်ခဲ့ခြင်းမရှိဘူးပေါ့နော်ဒါပေမဲ့လည်းအခုဒါပိတ်ဆို့တိုက်ခိုက်နေတဲ့အနေအထားတော့ရှိတယ်ပိတ်ဆို့ထားတဲ့အနေအထားပေါ့နော်အဲ့တော့အဲ့တက်ကိုစစ်ကူရောက်ဖို့အတွက်ကိုဘောလခဲကနေပြီးတော့စစ်ကောင်စီဟာစစ်ကြောင်းတွေတောက်လျှောက်ထိုးလာနေတာဖြစ်တယ်ဒါကြောင့်ဖားဆောင်မှာပိတ်ခံနေရတဲ့ဒီ135မကြဖို့အတွက်ပေါ့နော်သူတို့အတွက်လည်းအရန်ရေးကြည့်နေတယ်ဒီလမ်းကြောင်းတစ်လျှောက်ပေါက်သွားဖို့အတွက်ကိုသူတို့လည်းဇက်တိုက်တော့ထိုးစစ်ဆင်နေတာပဲပေါ့နော်ဒါပေမဲ့လည်းတော်လိုင်းတက်ဖွဲ့တွေကဒီနေ့ဒီချိန်ထိတော့ခုခံတိုက်ပွဲဆင်နွှဲနေတယ်ပေါ့နော်ဒါပြင်ဒီ135တက်ထဲကနေလည်းသူကလှုပ်ရှားမှုပုံစံမျိုးတွေပေါ့နော်မြင်တွေ့လာရတယ်အဓိကတော့လက်နက်ကြီးပစ်ခတ်တာတွေလှုပ်ရှားစစ်ကြောင်းတွေဖွဲ့ပြီးတော့အပြင်ဘက်ကိုထွက်ထိုးခြင်းတဲ့ပုံစံမျိုးတွေလုပ်နေတာတွေလည်းတွေ့ရတယ်ဒါပါနဲ့သွားတူတယ်လဲဆိုတော့ဒီကျွန်တော်တို့မြဝတီက295နှစ်ခွန်5ပေါ့နော်ပြောမယ်ဆိုရင်တော့အဲ့တက်ကဒါတည့်ရတိုင်းပဲအာရှလန်းကနေပြီးတော့နိုဘိုကနေပြီးတော့ဒါစစ်ကြောင်းတွေတက်လာတဲ့အချိန်မှာသွားပြီးလက်ချင်းချိတ်တဲ့ပုံစံမျိုးဒါရှိခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲအခုလဲ135ထဲကနေပြီးတော့ဒါစစ်ကြောင်းထွက်ပြီးတော့ပေါ်လခဲကလာတဲ့စစ်ကြောင်းနဲ့ချိတ်ချင်တဲ့ပုံစံမျိုးသူတို့လှုပ်ဆောင်လိုက်မယ်ပေါ့နော်အဲ့တော့ဒါကလည်းဒါစစ်ကောင်စီဘက်ကလှုပ်တက်တဲ့အပြုမှုတွေဖြစ်တယ်စေးနဲ့ပတ်သက်တဲ့ viewer တွေဖြစ်တယ်ပေါ့နော်သူတို့မှာဒါအသက်ငယ်စေးအနေနဲ့အခုလိုမျိုးစစ်ကူရောက်မှာပဲဖြစ်မဲ့အနေအထားမျိုးတွေတော့ရင်ဆိုင်နေရတယ်ဒါပေမဲ့လည်းတော်လိုင်းတက်ဖွဲ့တွေဘက်မှာလည်းအခက်အခဲရှိတယ်အဲ့ဒါဘာလဲဆိုတော့မပြည့်စုံမှုပြီးရင်ဒါအကုန်လုံးပေါ့နော်စုစုစည်းစည်းပုံစံမျိုးနဲ့တိုက်ခိုက်ဖို့အတွက်စူးစမ်းနေတဲ့ကာလဖြစ်နေတဲ့အတွက်ပေါ့နော်ဒီလိုအနေအထားမျိုးတွေကတော့ရှိပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါတိုက်ပွဲဖြစ်စဉ်တွေကတော့နေရာနဲ့တောက်လျှောက်ရှိတယ်အခုညာဘက်ကအခြေအနေတွေဆိုရင်တောက်လျှောက်ရှိတယ်ဗျအဲ့လိုနေထားနဲ့နောက်တက်သတင်းကောင်းတွေရှိသေးတယ်ပေါ့နော်အဲ့ဒါတွေလည်းထပ်ပြီးတော့လာပါအောင်မယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီတော်လိုင်းအမြန်ဆုံးအောင်မြင်ပြီးမြောက်ဖို့အတွက်ကိုကျွန်တော်တက်နိုင်တဲ့အပိုင်းတွေကနေပါဝင်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါ